หน่วยပိုးအိမ်ကတကားလေးကမမန်းသိပါပြီတောင်းပန်ပါတယ်ဖေယားတဲ့တပည့်တော်အတိတတိဖြင့်ဆင်ခြင်ပါမယ်ဖေယားတဲ့ဘုံဘုံကိုယူသေးသေးနဲ့လာရောက်ပြီးတော့ရှောက်ထားပါတယ်ဘုံဘုံကိုအထူးတလဲတောင်းပန်စရာတော့မလိုပါဘူးဘုံဘုံကအကြံပေးလမ်းပြတာပဲဖြစ်ပါတယ်အဲ့တော့ဘုံဘုံကိုဒီလိုလေးကော့မက်ကလေးနဲ့လာရောက်ပြီးတော့တောင်းပန်တော့ဘုံဘုံကဘာသွားတတိရလဲလို့ဆိုရင်ဒီတကားလေးမှာသောဝဆတ္တတမင်္ဂလာလည်းပဲရှိပါတယ်။သောဝဆတ္တတမင်္ဂလာဆိုတာကဆိုဆုံးမရလွယ်ကူတဲ့လက္ခဏာသူမှရှိတယ်။အဲ့တော့ဘုံဘုံကလည်းပဲဒီတကားလေးကိုပြန်ပြီးတော့တောင်းပန်ပါတယ်။ဒီဗီဒီယိုကိုခွင့်မတောင်းဘဲနဲ့ယူပြီးတော့သုံးမိတဲ့အတွက်ဘုံဘုံကအကြံပေးလမ်းပြကျင်တာနဲ့ပဲယူပြီးတော့မှသုံးလိုက်မိတဲ့အတွက်ဘုံဘုံကိုလည်းပဲခွင့်လွှတ်ပါလို့ဒီနေရာကနေပဲဘုံဘုံကပြောလိုပါတယ်။အဲ့တော့ဒီတကားလေးဟာမြတ်စွာဘုရားဖြစ်ကျင့်ခဲ့တဲ့ပါရမီ10ပါးတဲ့ကဒါနပါရမီကိုဖြစ်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ပါရမီဆိုတာကမြင့်မြတ်သူတို့ရဲ့အလုပ်ဖြစ်ပါတယ်။တနည်းအားဖြင့်ပရဟိတအလုပ်တွေပေါ့။ပရဟိတအလုပ်ဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေမှသာလိုက်ရင်လှုပ်ဆောင်နေတာဖြစ်တယ်။ဒီဒါနပါရမီတွေကိုဖြစ်ကျင့်နေကြတဲ့ဘုမို့ရဲ့တကားလေးတွေဟာမြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေနဲ့လွဲချော်ပြီးတော့မှပြီးကန်းနေမယ်ဆိုရင်လည်းပဲသိအဆင်မပြေဘူး။ဒါကြောင့်ဘုံဘုံတို့ကပြောပြရခြင်းဖြစ်ပါတယ်အဲ့တော့ချိုးပုဂ္ဂိုလ်တွေကဘုံဘုံကိုလာပြောတယ်သူများတွေလည်းပဲဒီလိုပဲလူနေကြတာပဲဒီလိုပဲပြီးနေကြတာပဲဘာမှမပြောဘဲနဲ့ဒီတကာကိုကြမှာပြောရသလားလို့ဘုံဘုံကိုလာရောက်ပြီးတော့ရန်တွေ့တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်ဘုံဘုံနေနဲ့သိခံပါတယ်ဘာမှမပြောပါဘူးအဲ့တော့ဒီတကာလေးမှာဘာလို့ပြောရတာလဲလို့ဆိုရင်ဒီတကာလေးဟာပရဟိတလုပ်တဲ့နေရာမှာစွမ်းစွမ်းတမန်လုပ်နေတယ်ခဏနေကပြောတဲ့ပါရမီ10ပါးတဲ့မာဒါနပါရမီတွေကိုစောင်းစောင်းတမန်လုပ်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ဘုံဘုံတို့ကလာမမရောက်အောင်ပြောပြရခြင်းဖြစ်ပါတယ်တချို့ပုဂ္ဂိုလ်တွေကလည်းပဲတောက်နေကြတာပဲစားနေကြတာပဲအရှင်မြတ်အဲ့ဒါကြတော့မပြောဘူးဒီတကာကိုကြမှာပြောရသလားလို့ရန်တွေ့တဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိပါတယ်တခါတုန်းကဘုရားလောင်းဟာတောထဲမှာရသေးအိုးကိုပြီးတော့ဘုရားဓမ္မတွေကိုကြင်ကြံကြိုးကိုအားထုတ်နေတဲ့အချိန်မှာခရီးသွားရင်းနဲ့တဏှာအရောက်မှာရေကန်ကြီးတကန်ကိုတွေ့တယ်ရေကန်ထဲမှာလည်းပဲကြာတွေကလည်းပဲပေါက်နေလိုက်တာအဖူးတွေရောအပွင့်တွေရောအများကြီးပေါ့အဲ့ဒီပရုံမှာကြာကလွှင့်လာတဲ့အနှံ့လေးကိုဘုရားလောင်းရည်ကရှူရှိုက်မိလိုက်တယ်ဒါကိုရေကန်ဆောင်နတ်သမီးကတိတ်ပြီးတော့မကျေနပ်လာဘူးဒီမဲ့ရှင်ရသေးတဲ့ရှင်တာဘာလုပ်တာလဲတဲ့ဟာငါဘာလုပ်လို့တော့ခဏတည်းကကျမကန်ထဲမှာရှိတဲ့ပရုံမှာကြာရဲ့အနှံ့ကိုရှင်ရှူရှိုက်လိုက်တယ်မလားနှမ်းရှားလိုက်တယ်မလားလို့မေးပါတယ်ဟုတ်တယ်လေအဲ့ဒါဘာဖြစ်လို့တော့ဒါဆိုရင်ရှင်ကတခိုးပဲတဲ့ဟာဘာဖြစ်လို့ငါ့ကိုတခိုးလို့ဆွဆွဲရတာတော့ခဏနေကလေငါရှိမှယောက်ျားတွေရောမိန်းမတွေရောရေကန်တဲ့ကိုဆင်းတယ်ရေကန်တဲ့ကကြာပွင့်တွေရောကြာဘူးတွေရောအစီအီချိုးပြီးတော့မှတပွေးတစ်ပိုက်ကြီးနဲ့ပြန်သွားတာကြတော့နင်ကဘာမှမပြောဘူးငါကနင့်ပရုံမာကြာလေးကိုအနှံ့လေးပဲရှူုံလေးရှူတာအဲ့ဒါနဲ့ငါ့ကိုတကိုးလို့ဆွဆွဲရသလားလို့ရလောင်းကလည်းပြန်ပြောပါတယ်ဒါနဲ့နတ်သမီးကရှေ့ကိုတိုးလာပြီးတော့ဘာပြန်ပြောတော့ဆိုတော့ဒီမဲ့ရှင်ရဲ့သေးတဲ့ခဏနေကကျမရဲ့ကန်တဲကကြာပန်းတွေကိုချိုးတယ်ကြာဘူးတွေကိုချိုးတယ်ရေတွေလည်းချိုးတယ်ရေတွေလည်းတောက်တယ်ဒီပုံကိုယ်တွေနဲ့ရှင်ပြီးတော့မှတင့်ကိုငါမပြောလို့ဘူးတဲ့ဒီပုဂ္ဂိုလ်တွေကဘာနဲ့တူလဲလို့ဆိုရင်လက်နီးစုံနဲ့တူတယ်တဲ့လက်နီးစုံဟာဦးမဲတွေရောစီတွေရောပေလို့ပွားလို့ပေါ့အဲ့ဒီလက်နီးစုံနဲ့တူတဲ့သူတွေကိုမကောင်းဘူးအညစ်သေးတွေပေကြံလို့လဲဘာထူးမှလဲတဲ့မသိတာဘူးတဲ့ရှင်ကတော့တဲ့စင်ကြယ်တန့်ရှင်းမှုကိုရှာမိနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တာမီးပြားလောက်မကောင်းမှုလေးကိုတောင်မှတိမ်တိုက်ကြီးလို့သဘောထားရမယ်လို့နတ်သမီးကဒီလိုဆုံးမပါတယ်ဒါနဲ့ပဲဘုရားလောင်းရသေးကလည်းဟာနတ်သမီးတဲ့ငါကျေးဇူးတင်ပါတယ်မင်းကငါရဲ့စင်ကြယ်တန်ရှင်းမှုကိုအတိမပြုတယ်နောက်များငါမလိမ္မာတာရှိရင်လည်းပဲငါနီးလွယ်နီးမားတွေကိုလုံနေမယ်ဆိုရင်လည်းပဲငါကိုဆုံးမပါငါခွင့်ပြုပါတယ်လို့ပြောပါတယ်နတ်သမီးကလည်းဗာပြန်ပြောတော့ဆိုတော့ဒီမဲ့ရသေးတဲ့ငါကိုအာမကိုနေတဲ့ကိုလန်းကိုရှောက်တဲ့ကိုနောက်ကိုမမားအောင်နေတဲ့တတိနဲ့ဆင်ကျင်ပြီးတော့မှနေတဲ့ဘယ်ဟာကသူကတိလန်းလဲဘယ်ဟာကဒုက္ကတိလန်းလဲ
ဘယ်ဟာကနတ်ပြည်ကိုသွားတဲ့လမ်းလဲဘယ်ဟာကငရဲပြည်ကိုအပေငရဲကိုသွားတဲ့လမ်းလဲဆိုတာကိုတိပြီးတော့စင်ကျင်သုံးသပ်ပြီးတော့မှရှောက်ပါတဲ့ငါ့ကိုအာမကိုပါနဲ့လို့ပြောလိုက်ပါတယ်။ငါသမီးကမျက်နှာကြောတင်းတင်းနဲ့ပြောလိုက်ပြင်မဲ့လို့ဒီရည်လေးဟာသောဝစတတဆိုတဲ့ဆိုဆုံးမရလွယ်ကူတဲ့မင်္ဂလာသူ့မှာရှိတယ်ဆိုတော့ငါသမီးလေးကစိတ်ထဲကနေကြိတ်ပြီးတော့မှချီးမွမ်းနေပါတယ်အဲ့တော့ဘာပြောချင်တာလဲလို့ဆိုတော့သူတော်ကောင်းလက္ခဏာပါရှိတဲ့ပုံကိုယ်တွေဟာဘလောက်ပဲပြောစိတ်မဆိုးတဲ့အပြင်ကိုယ့်ရဲ့အမားကိုလည်းခိုးတီးပြီးတော့ပြန်လဲပြီးတော့တောင်းပန်တတ်တဲ့လက္ခဏာလေးရှိတယ်ခုနွယ်ဘိုးအင်္ဂါတကာလေးကလည်းပဲဘုံဘုံကိုလာရောက်ပြီးတော့မှဒီလိုလေး comment ပေးတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်နောက်များမှာဆင်ကျင်ပြီးတော့မှလူတန်းသွားမယ်ဆိုရင်ဒကာကြီးလူတဲ့အလူဒါနတွေဟာအမွန်မြတ်ဆုံးဒါနပါရမီဖြစ်သွားမယ်ဘုံဘုံကပြောချင်ပါတယ်ကဲအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ